สวัสดีทุกคนนะคะทีนี้เลยตราลีดีสัตว์ยาเอาเนาะปฐมสองตะคูกะสละเอกสละเอกสละเอกဆိုရင်သူကတဝီထိုးအောက်ကမြင်တဲ့တူတွေပေါ့နော်အဲ့တော့အရှိကသူ့ရဲ့ဆလာအေးရေးတဲ့တင်ကေတလေးကိုကြည့်လိုက်မယ်ဆိုရင်တဝီထိုးကိုဒီအဖြောင့်ဆွဲထားတဲ့ပုံစံလေးနဲ့တူတယ်လို့ယူဆလိုက်မယ်ပေါ့နော်အဲ့ဒါဆိုတဝီထိုးပါရင် A အတန်ထွက်တယ်โอเคအနောက်ကဆလာအာလေးပါတော့သူကအတန်တူပါအဲ့တော့ A အဲ့တော့သူ့ရဲ့တန်ရှည်တလားကျတော့ဆလာ A ဆလာ A နောက်တစ်ခုကျတော့ဆလာ Aဆလာ A မှာဆိုရင်သူကကျတော့ဒီဆလာ A နှစ်ခုထပ်ထားတယ်အဲ့ခါမှာဆိုရင်သူ့ကိုဘာနဲ့တူတယ်လို့မှတ်မလဲဆိုတော့ရပ်ပလက်သက်နဲ့တူတယ်လို့မှတ်မယ်အဲ့မှာအနောက်ကနေပြီးတော့ဒီဆလာအတန်တိုတရလေးပါတဲ့အတွက်ကြောင့်ဆလာ A ဆလာ A တန်ရှည်တရကျတော့ဆလာ A ဆလာ A okay ဆိုတော့နောက်တစ်ခုကျတော့ဆလာအော့ဆလာအော့ဆိုလို့ရှိရင်သူကဒီမှာဆလာ A ပါတယ်ပြီးရင်ဆလာ R ပါတယ်ပြီးရင်ဒီရဲ့ဆလာအတန်တိုလေးပါတယ်ဗောနော်သူ့ပုံစံလေးကဘာလေးနဲ့တူနေလဲဆိုတော့တဝေထိုးပြီးရင်အရေးချပြီးအောက်ကမြင့်ပုံစံနဲ့တွားတူတယ်ဗောနော်အဲ့တော့သူ့ကိုဘယ်လိုမှတ်မလဲဆိုရင်ဆလာအော့ဆလာအော့သူ့ရဲ့အတူကျတော့ဒီထိုင်းပြည်ထဲမှာတင်ပြီးသားဗောနော်ဆလာအော့ဆလာအော့မြင်တာနဲ့သိပါတယ်နောက်တစ်ခုကျတော့ဆလာအိုဝဆလာအိုဝဆိုလို့ရှိရင်သူကအပေါ်မှာဒီဆလာအာနဲ့တူတဲ့ဟာလေးတစ်ခုပါတယ်ပြီးလို့ရှိရင်ဝေါ်ဝမ်လေးလည်းပါတယ်နောက်ကတန်တိုတရလေးဆလာအာလေးပါတယ်ပေါ့နော်ဝေါ်ဝမ်ပါတယ်ဆိုရင်ဝအတန်ထွက်မယ်အဲ့တော့ဒီတရလို့ပြောရဲသူကအအတန်လည်းပါရမယ်ဆိုတော့ဆလာအိုဝဆလာအိုဝโอเคသူရဲ့တန်ရှည်တရကျတော့ဆလာအိုဝဆလာအိုဝโอเคစဉ်းပြ